မီတို့ရေဒီနေ့တသားမမီတို့ကို Miss K တို့ရနေပြီးတော့မှပုံမီလေးတစ်ပုတ်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပုံမီလေးရဲ့နာမည်အားဆိုလို့ရှိရင်တော့မောင်နှမကြီးညတာပါတဲ့နော်တသားတို့မမီတို့မှာအိမ်မှာနော်တသားတို့မမီတို့ထက်နေတဲ့ညီလေးတွေညီမလေးရှိလားရှိရနော်ဟုတ်တယ်တသားတို့ကအိမ်မှာဆိုလို့ရှိရင်အိမ်မှာလည်းမဟုတ်ဘူးနော်တို့ဒီကျောင်းမှာဆိုလို့ရှိရင်လည်းညီလေးတွေညီမလေးရှိတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တသားတို့ကလေဒီလားတသားတို့ထက်ငယ်ညီလေးညီမလေးဆိုလို့ရှိရင်မုံလေးတွေနော်ပြီးလို့ရှိရင်ကစားစရာပစ္စည်းလေးတွေကိုလည်း sharing လုပ်ပြီးတော့ကစားရမယ်နော်ပြီးတော့ညီလေးညီမလေးကစားချင်တယ်ဆိုလို့ရှိရင်လည်းတသားတို့ကပေးပြီးတော့ကစားရမှာနော်ဒီ biscuit တွေပြပြမဲ့ပုံမီလေးရဲ့နာမည်ကတော့ဟာလေမောင်နှမကြီးညတာပါဟုတ်တယ်မောင်နှမညတာပါဖြစ်တယ်အဲဆိုလို့ရှိရင် Miss K တွေပြပြတဲ့ပုံမီလေးကိုတသားတို့မီတို့ကတေချာလေးနားထောင်ရမယ်နော်နားထောင်ပြီးလို့ရှိရင် Miss K တွေကနေပြီးတော့မှမိမလေးတွေပြန်ပြီးတော့မြင်ပြီးတော့မှပဲဖြစ်ပါတယ် Okay နားထောင်ဖို့တော့ ready ဖြစ်ပြီလား Yes ready ဖြစ်ပြီ Okay အဲဆိုလို့ရှိရင် Miss K တွေကစပြီးတော့ပြောရမယ်နော်ဟိုးရှိတုန်းကတဲ့ရွာလေးတစ်ရွာရှိတယ်အဲ့ဒီရွာလေးမှာဆိုလို့ရှိရင်နော်အဲ့ဒီရွာလေးမှာဆိုလို့ရှိရင်မိသားစုဆိုရှိတယ်အဲ့ဒီမိသားစုတွေမှာဆိုလို့ရှိရင်ဘယ်သူတွေရှိလဲဆိုတော့လေဒီမှာဗန်နီလေးရဲ့နော်ဗန်နီလေးညီလေးသူလည်းသိလားဖြူခွေဟုတ်တယ်နော်ဗန်နီလေးရဲ့ပြီးတော့ဗန်နီလေးညီလေးဖြူခွေလေးရဲ့ဆိုပြီးတော့ညီကိုတယောက်ရှိတယ်နော်ကြည့်ပါဦးဗန်နီလေးရဲ့ဗန်နီလေးရဲ့ညီလေးဖြူခွေရလေအတူတူကစားတယ်နော်အတူတူကစားကြတယ်တဲ့အဲ့လိုမျိုးကစားတဲ့အခါမျိုးမှာဆိုလို့ရှင်လေသိလားဗန်နီလေးကညီလေးကိုသူအနိုင်ကျင့်နေနော်အနိုင်ကျင့်နေဆိုတာကဘယ်လိုမျိုးပြောရလဲဆိုတော့နော်ကျွန်တော်ညီလေးနဲ့အတူတူကစားလို့ရှိရင်ဗန်နီလေးကလေသိလားဖြူခွေလေးကဗန်နီလေးထက်ငယ်တယ်ဗန်နီလေးကအကိုကြီးဖြစ်တယ်အဲဒါကြောင့်မလို့ဗန်နီလေးအရင်ကစားမယ်ဆိုပြီးတော့အဲ့လိုဗန်နီလေးအဲ့လိုပြောတာညီလေးကဖြူခွေကဗန်နီလေးထက်ငယ်တာဖြစ်တဲ့အတွက်နောက်ကျမှကစားနော်အခုဗန်နီလေးအရင်တော့ကစားမယ်ဆိုပြီးတော့သူကအမြဲအဲ့လိုပဲပြောတယ်နော်အဲ့တော့ညီလေးကလည်းလေငယ်လေးပဲရှိသေးတော့ဟုတ်ကဲ့ဆိုပြီးတော့ကိုပြောတဲ့စကားကိုပဲနားထောင်ပြီးတော့နော်ကိုပြီးတော့မှကစားတယ်နော်အဲ့လိုမျိုးကစားတဲ့အခါတိုင်းမှာဆိုလို့ရှိရင်ဗန်နီလေးကအရင်ဆုံးကစားတယ်နော်ဖြူခွေးလေးကိုတော့နောက်ကျမှကစားခိုင်းတယ်တဲ့နော်ပြီးတော့ဒီမှာကြောဗန်နီလေးကလေတိလားဗန်နီလေးကလေဖေတို့မေတို့ကမုံနေဝယ်လာပေးလို့ရှင်လေတဲ့နော်ဗန်နီလေးကလေညီလေးဖြူခွေးရဲ့မုံနေဆိုလို့ရှင်လေဗန်နီလေးကဖြူပြီးတော့ထွက်ပြေးတယ်နော်ပြီးတော့စားပစ်လိုက်တယ်နော်ဒီဖြူခွေးလေးကတနာပါတယ်နော်ကိုကကြတော့ဗန်နီလေးရဲ့ဖြူခွေးလေးရဲ့မုံနေကိုဆိုလို့ရှင်လေသူယူပြီးတော့ပြေးတယ်စားပလိုက်တယ်ဖြူခွေးလေးကိုမကြွေးဘူးတဲ့အဲ့လိုမျိုးအမြဲအနိုင်ကျင့်နေတယ်နော်ကြည့်ပါဦးပြီးတော့လေဒီလားပြီးတော့လေဗန်နီလေးကိုလည်းဗန်နီလေးကလေဒီလားဖြူခွေးလေးကိုဖေတို့မေတို့မရှိတဲ့အချိန်နာဆိုလို့ရှိရင်ရိုက်တယ်နော်ခေါင်းတွေကိုရိုက်တယ်ပြီးလို့ရှိရင်အမျိုးမုံနေဆိုလို့ရှိရင်လည်းညီလေးကိုမရှယ်ပေးဘူးဗန်နီလေးပဲအကုန်လုံးစားတယ်ကစားလို့ရှိရင်လည်းဗန်နီလေးကလေညီလေးကိုနောက်ကျမှကစားခိုင်းတယ်အရင်ဆုံးမကစားခိုင်းဘူးတဲ့နော်ကြောဗန်နီလေးကလေညီလေးကိုရိုက်တော့ညီလေးကဘာဖြစ်တယ်ဝမ်းနေပြီးတော့ငူနေရယ်ဟုတ်ပါဒီမှာကြောပြီးတော့လေဒီလားဗန်နီလေးကလေခုမှထားတယ်ညီလေးကိုဖြူခွေးနော်အခုလိုမျိုးကိုကနော်ဖြူခွေးရှာနေပြီးတော့မုံတွေကိုယူစားတယ်ကစားရင်လည်းဖြူခွေးကိုပိမ့်မကစားခိုင်းတယ်ကိုအရင်ဆုံးကစားတယ်နော်အဲ့ဒါယူနော်ဖြူခွေးလေးကဖေတို့မေတို့ပြန်မပြောရဘူးနော်ပြန်ပြောလို့ရှိရင်ကိုကဖြူခွေးကိုထပ်ပြီးတော့ရိုက်မှာနောင်ရိုက်မှာဆိုပြီးတော့အဲ့လိုမျိုးလဲပြောထားတာနော်အဲ့ဒါကြောင့်မို့လေဖြူခွေးလေးကတော့ကြောက်ပြီးတော့လေတိကဖေတို့မေတို့လည်းပြန်မပြောရဲဘူးနော်ကိုကရိုက်လို့ရှိရင်လည်းငင်းပြီးတော့ခံရတယ်နော်ဖေတို့မေတို့ပြန်ပြီးပြောရဲတာမပြောရဲဘူးနော်ဘာလို့လဲဆိုတော့ကိုဗန်နီကထပ်ပြီးရိုက်မှာကိုဖြူခွေးလေးကကြောက်လို့နော်ဟန်လေးကလေအဲ့လိုမျိုးအိမ်မှာဆိုလို့ရှိရင်တော့ဖေတို့မေတို့ရှိမှာဆိုလို့ရှိရင်နော်ဗန်နီလေးကဖြူခွေးလေးကိုလေချစ်တယ်ကိုကဖြူခွေးလေးကိုအများကြီးချစ်တယ်နော်ပြီးတော့မုံနေဆိုလို့ရှိရင်လည်းဖြူခွေးလေးကိုကျွေးတယ်ကစားရင်လည်းဖြူခွေးလေးအရင်ဆုံးကစားဆိုပြီးတော့သူကအဲ့လိုပြောတာအဲ့ဒါပဲရှင်မပြောရလဲဆိုတော့ဖေတို့မေတို့ရှိတဲ့အချိန်မှနော်ဖေတို့မေတို့ရဲ့ရှေ့မှာကစားတယ်မုံနေစားတယ်ဆိုလို့ရှိရင်တော့ဗန်နီလေးကဖြူခွေးလေးကိုဦးစားပေးတယ်ဖြူခွေးလေးကိုအရင်ဆုံးစားခိုင်းတယ်အရင်ဆုံးကစားခိုင်းတယ်တဲ့နော်ဖေတို့မေတို့မရှိတော့ဘူးဆိုလို့ရှိရင်တော့ဘာလုပ်လဲဟုတ်တယ်ဗန်နီလေးကဖြူခွေးလေးကိုအနိုင်ကျင့်တယ်ရိုက်တယ်မုံနေဆိုလို့ရှိရင်လည်းမချွေးဘူးကစားရင်လည်းဗန်နီလေးကသူအရင်ဆုံးကစားတယ်နော်ကဲကျုံအဲ့ဒါကြောင့်မို့တဲ့ကျုံအပြင်သွားပြီဆိုလို့ရှင်လည်းလေဒီလားဗန်နီလေးတဲ့ကျုံအပြင်မှာရှိတဲ့လူတွေဦးတွေတော်တွေကိုတွေမမတွေရှေ့မှာဆိုလို့ရှင်လေဗန်နီလေးကဖြူခွေးလေးကိုဂယူးဆက်ချင်အောင်စောင်းနေဂယူ
ယူဆိုင်ပေးတယ်နော်မုံနေကျွေးတယ်ကစားလို့ရှင်လဲဖြူခွေးလေးကိုအရင်ဆုံးကစားခိုင်းတယ်အဲ့ဒါကဘယ်သူတွေရှင်းမှလောက်တာလဲဟုတ်တယ်ဒီမှာကိုရီတော်တော်တွေကိုကိုရီမမတွေနော်ဟိုးလမ်းထဲမှာသွားနေတဲ့တငယ်ချင်းတွေ mix တွေပေါ့နော်အဲ့လိုမျိုးလူတွေရှေ့မှာဆိုလို့ရှိရင်နော်ဗန်ဒီလေးကဟန်ဆောင်ပြီးလဲပြပြခွေးလေးကိုချစ်တယ်မုံနေကျွေးတယ်နော်အဲ့လိုမျိုးလုပ်တာပြပြတို့မေတို့မရှိတဲ့အချိန်နော်အပြင်ကိုမသွားဘဲနဲ့အိမ်မှာပဲနေတဲ့အချိန်မှာဆိုရင်နော်ဘာလို့လဲဖြူခွေးလေးကိုရိုက်တယ်နော်မုံနေဆိုလို့ရှိရင်လဲကျွေးလားမကျွေးဘူးကစားလို့ရှိရင်ရောဖန်ဒီလေးကသူ့ပဲအရင်ဆုံးကစားတယ်နော်ဖေဖေကဖန်ဒီလေးနဲ့ဖြူခွေးလေးစားဖို့အတွက်ဆိုပြီးတော့လေမုံလာဦးညီလေးတွေဝယ်လာပေးရနော်ရုံလေးတွေကဘာစားရလဲဟုတ်တယ်မုံလာဦးညီလေးစားတယ်နော်အဲ့တော့ဖေဖေကဖန်ဒီလေးရဲ့ဖြူခွေးလေးရဲ့စားဖို့အတွက်ဆိုပြီးတော့မုံလာဦးညီလေးတွေကိုတရားတစ်ခုစီဝယ်လာပေးရနော်ဖန်ဒီလေးကတစ်ခုဖြူခွေးလေးကတစ်ခုဆိုပြီးတော့တရားတစ်ခုစီဝယ်လာပေးတယ်နော်အဲ့ဒါနဲ့ဖန်ဒီလေးရဲ့ဖြူခွေးလေးရလေအခန်းတစ်ခန်းမှာတွားပြီးလဲပြီးတော့ဖေဝယ်လာပေးတဲ့မုံလာအုပ်ဒီလေးတွေကိုစားဖို့လုပ်တာပေါ့အဲ့ဒီချိန်မှာလေသိလားအဲ့ဒီချိန်မှာဗန်ဒီလေးကလေဘာလုပ်လဲဆိုတော့ဖြူခွေးလေးရှိကမုံလာအုပ်ဒီကိုလူလိုက်တယ်နော်ဗန်ဒီလေးကလည်းတခုရှိရနော်ဒါပေမဲ့မဟုတ်မရဘူးဖြူခွေးလေးရှိမှရှိတဲ့မုံလာအုပ်ဒီလေးကိုလည်းဗန်ဒီလေးကလူယူပြီးလဲပြီးတော့ဖြူခွေးလေးကိုကျွေးတော့ဦးနော်အဲ့လိုယူလိုက်တယ်အဲ့ချိန်မှာလေကျုပ်ဖေဖေကတွေ့သွားတယ်နော်ဖေဖေကတကားလေးကနေပြီးချောင်းကြည့်နေနော်ဖေဖေကတွေ့သွားတယ်အဲ့ကြောင့်ဖေဖေကအံ့ဩသွားပေါ့ကြည့်ရောဗန်ဒီလေးကညီလေးကိုအနိုင်ကျင့်နေရဲ့ဗန်ဒီလေးစားဖို့ခွေးလေးစားဖို့ဖေဖေကတယောက်တစ်ခုစီမုံလာအုပ်နေတယောက်တစ်ခုစီယူလာပေးတဲ့ဟာကိုညီလေးကမုံလာအုပ်နေကိုယူစားနေရဲ့ဆိုတော့ဖေဖေကအံ့ဩသွားတာပေါ့နော်ဘာလို့အံ့ဩသွားလဲဆိုတော့ဖေဖေတို့မေမေတို့ရှေ့မှာဆိုလို့ရှိရင်နော်ဗန်ဒီလေးကဘာလုပ်လဲညီလေးဖြူခွေးကိုဟုတ်တယ်မုံတွေကျွေးတယ်မုံလာအုပ်နေတွေကျွေးတယ်လူမစားဘူးနော်ဖေဖေတို့မေမေတို့မရှိတဲ့အချိန်မှာဗန်ဒီလေးကအဲ့လိုမျိုးလုပ်တာအဲ့တော့ဖေဖေကအံ့ဩတော့ပေါ့ဖေဖေကလေမဖြစ်ဘူးအဲ့ဆိုလို့ရှင်တော့ဗန်ဒီလေးကိုဖေဖေကဗန်ဒီလေးညီလေးပေါ်မှာဘယ်လိုမျိုးဆက်ဆံလဲဆိုတာဖေဖေသိမှရမှာအဲ့တော့ဖေဖေကပြီးတော့တခြားလေးကြည့်မှရမယ်ဆိုပြီးလေပြီးရောဖေဖေကလေတိတ်လေးချောင်းကြည့်ရနော်တိတ်လေးချောင်းကြည့်တယ်အဲ့ချိန်မှာလေဗန်ဒီလေးကဖွေးလေးကိုဘာလုပ်နေရဆိုရိုက်တာဟုတ်တယ်ရိုက်နေတာကြည့်ပါဦးရိုက်နေရဲ့အဲ့ဖေဖေကတွေ့မှာဗန်ဒီလေးကိုအနိုင်ကျင့်နေကစားလို့ရှင်လဲဗန်ဒီလေးကဟုတ်တယ်အရင်ဆုံးကစားရတယ်ဖြူခွေးလေးကိုဖိမှကစားခိုင်းနေနော်အဲ့လိုဗန်ဒီလေးကညီလေးကိုရဲတဲ့အနိုင်ကျင့်တာဖေဖေကတိသွားရောအဲ့နဲ့ဖေဖေကလေဖြစ်တော့ဘူးတဲ့ဗျာဗန်ဒီလေးတို့ညီကိုညကိုပုံကြီးလေးပြပြမရတော့မေးဆိုပြီးတော့ဖေဖေကပုံကြီးလေးပြပြဖို့အတွက်ဗန်ဒီလေးရဲ့ဖြူခွေးလေးကိုခေါ်လိုက်တယ်တဲ့နော်အဲ့ဒါနဲ့နော်ဖေဖေခေါ်လို့ဗန်ဒီလေးရဲ့ဖြူခွေးလေးရတဲ့ဖေဖေစီကိုလာကြတယ်ဖေဖေပြပြတဲ့ပုံကြီးလေးကိုနားထောင်ကြတယ်တဲ့နော်ဖေဖေကဘာပုံကြီးလေးပြပြလဲဆိုတော့တဲ့နော်ဟိုးရှိတုန်းကရွာကြီးတည်းမှာညီကိုနှစ်ယောက်ရှိတယ်နော်အကိုကြီးရဲ့ညီလေးရဲ့ဆိုပြီးညီကိုနှစ်ယောက်ရှိတယ်တဲ့နော်အဲ့မှာဆိုလို့ရှိရင်အကိုကြီးဖြစ်တဲ့သူကလေညီလို့အနိုင်ကျင့်တယ်တဲ့နော်ကစားလို့ရှိရင်လည်းအကိုကြီးကညီဆုံးကစားတယ်ပြီးလို့ရှိရင်မုံနေဆိုလို့ရှိရင်လည်းညီလေးကို share ပေးတာဆိုတော့မ share ပေးဘူးအမြဲအနိုင်ကျင့်တယ်ညီလေးကိုရိုက်တယ်တဲ့နော်အဲ့ဒါတနေ့လည်းရောက်ပေါ့တဲ့နော်ဒီမှာအကိုကြီးတဲ့နော်ဈေးထဲမှာထင်းလေးတွေကိုပြန်ရောင်းဖို့ဆိုပြီးတော့တော်တဲ့ကိုသွားပြီးလဲပြီးတော့ထင်းလေးတွေကိုသွားပြီးတော့ခုတ်တယ်တဲ့နော်အဲ့ဒီခါမှာအကိုကြီးကလေဟိုးတော့အုပ်ကြီးတော့ဖြတ်ပြီးတော့သွားတော့မှချောင်းလေးတွေရမှာနော်အဲ့တော့တော့အုပ်ကြီးတော့ဖြတ်ပြီးတော့သွားတဲ့အချိန်မှာလေအဲ့တော့အုပ်ကြီးကဘာတွေ့လဲဆိုတော့ဟိုမတော့တပိန်တွေ့ရဲ့နော်အဲ့ဒီတပိန်ကြီးအဲ့ဒီတပိန်ကြီးမှာဆိုလို့ရှင်လေအကိုင်းနဲ့အခက်တွေကလည်းအများကြီးရှိတယ်အဲ့တော့တော်ပဲဈေးထဲမှာရောင်းမှုအတွက်နော်ဈေးထဲမှာရောင်းမှုအတွက်ထင်းချောက်တွေကိုခုတ်ရမယ်ဒီပင်ကြီးမှာဆိုလို့ရှိရင်လေထင်းချောက်တွေကအများကြီးရှိတယ်အတော်ပဲဆိုပြီးတော့ခုတ်ဖို့လုပ်နေရအဲ့ဒီချိန်မှာလေတပိန်ကဘာပြောလဲဆိုတော့ဟိုးလူလေးခုတ်ပါနဲ့နော်ငါ့ကိုမခုတ်ပါနဲ့နော်ဒီမှာရှိတဲ့တင်ခိုင်းတွေကိုမယူပါနဲ့နော်ဒီမှာရှိတဲ့တစ်ပင်မှာရှိတဲ့နော်ရွှေပန်းသီးလေးတစ်နေ့ကိုတစ်လုံးအမြဲပေးပါမယ်ဆိုပြီးတော့တစ်ပင်ကပြောတယ်တဲ့နော်သူ့ကိုမခုတ်ပါနဲ့သူ့မှာရှိတဲ့လက်တွေခြေထောက်တွေအကိုင်းတွေအခက်တွေနော်အဲ့လိုမခုတ်ပါနဲ့နော်နေ့တိုင်းနေတာရွှေပန်းသီးလေးတစ်လုံးလက်ဆောင်ပေးပါမယ်ဆိုပြီးတော့ပြောတယ်နော်ရွှေပန်းသီး
ဆိုတာကလေအရန်ကိုစီးကြည့်ရနော်ဈေးထဲမှာသွားအောင်လို့ရှိရင်ပတ်စံတွေအများကြီးရတာနော်ဒီမှာဒီကိုကြီးကလေတစ်ချောင်းတွေကိုဒီထင်းချောင်းတွေကိုလေရောင်းတာချက်ပို့ပြီးတော့ပတ်စံတွေရတယ်နော်ဒီရွှေပန်းသီးလေးကိုရောင်းမယ်ဆိုလို့ရှိရင်အဲ့တော့ဒီပြင်ကပြောတာသူ့ကိုမထုတ်ပါနဲ့ရွှေပန်းသီးလေးတွေဒီနေ့ကိုတစ်လုံးပေးပါမယ်ဆိုပြီးပြောတယ်အဲ့ဒါနဲ့ကောင်းပြီလေအဲ့ဆိုလို့ရှိရင်တော့ခုတ်တော့ဘူးဆိုပြီးအဲ့လိုပြောလိုက်တာဒါပေမဲ့နော်ကိုကဘာဖြစ်လဲဆိုတော့လောဘအရန်ကြီးတယ်နော်ဒီနေ့ကိုတစ်ပင်ရရွှေပန်းတစ်လုံးပေးတာတော့မှသူကလက်ခံချင်ဘူးသူကဘာလို့သူအများကြီးရချင်တာနော်ရွှေပန်းတစ်လုံးလည်းမဟုတ်ဘူးနေရအများကြီးရချင်တာဖြစ်တဲ့တွေ့နော်တစ်ပင်ကိုသွားပြီးချိန်ချောက်တယ်နော်တစ်ပင်မင်းကဒီနေ့ကိုရွှေပန်းတစ်လုံးပဲပေးရနော်မရဘူးရွှေပန်းတစ်အများကြီးပေးတော့မှမရှိတဲ့တစ်ခိုင်းချောက်တွေကိုမခုတ်ဖဲနေမှာနော်တနေ့ကိုရွှေပိုင်းတစ်လုံးပဲပေးမယ်ဆိုလို့ရှင်တော့ဒီမှာရှိတဲ့တစ်ခိုင်းချောက်တွေကိုခုတ်ပြစ်မှာဆိုပြီးတော့အဲ့လိုမျိုးသွားပြီးတော့ပြောတာဟိုအဲ့ဒီခါမှလေးတပင်ရလေးတိလားကိုကြီးပြောတော့လက်ခံအောင်နော်လက်ခံမယ်နဲ့မကြောက်ခဲနဲ့လေတပင်ကစူးတွေနဲ့ကိုပြစ်ပေါက်လိုက်တယ်နော်စူးတွေနဲ့ပြစ်လိုက်တဲ့ခါမှလေအဲ့ဒီကိုကြီးကဟိုးမြေကြီးမှလဲသွားတယ်မေ့သွားတယ်နော်စူးတွေကဒီခန္ဓာကိုယ်စူးသွားတာအဲ့ဒါကြောင့်မလို့လေလဲသွားတာโอเคအဲ့ဒီချိန်မှာတဲ့နော်ညီလေးကကိုပြန်မလာဘူးကိုကနောက်ကျလိုက်တာဒီနေ့နော်တချောင်းနဲ့သွားခုတ်တာနောက်ကျလိုက်တာဆိုတော့ညီလေးကမျောနေတာပေါ့အဲ့ဒါနဲ့ကိုကအိုးမိုးချုပ်ခါနေပြီအပြင်းမှောင်မဲတော့ပါဒါနဲ့ကိုကပြန်မလာသေးဘူးဆိုတော့ညီလေးကလိုက်သွားတယ်လိုက်သွားလို့တော့ဟိုသူဘာတွေ့လဲဆိုတော့ဒီမှာကြီးပါဦးကိုကဘာဖြစ်နေရတော့ဟုတ်တယ်ကွာမေ့နေရနော်ဒါပြင်မှာမေ့လဲသွားပြီအဲ့ဒီချိန်မှာလေညီလေးကလေအိုးစိုးရင်သွားတာပေါ့ဘာလို့လဲဆိုတော့ညီလေးကကိုအများကြီးချစ်တယ်နော်ကိုကတော့ညီလေးကိုအနိုင်နေချစ်နေရိုက်တယ်မချစ်ဘူးနော်ဒါပေမဲ့ညီလေးကတော့ကိုသူကချစ်တယ်နော်ကိုကြီးမလို့သူကအများကြီးချစ်တယ်ဆိုတော့စိတ်ပူသွားတာပေါ့အဲ့ဒါနဲ့အမြင်ပြီးလိုက်ပြီးကိုဝှေ့ပြီးလိုက်ပြီးနော်ကိုခန္ဓာကိုယ်မှာရှိတဲ့ဆူးလေးတွေကိုနှုတ်ပေးတယ်နော်ချစ်ချင်းမြတ်တာအပြည့်အဝနဲ့ဆူးလေးတွေကိုနှုတ်ပေးတဲ့အချိန်မှာကိုကသတိပြန်ပြီးတော့ရလာတယ်နော်သတိပြန်ပြီးရလာတဲ့အခါမှာလေပြန်ပြီးတော့နိုးသွားတာပေါ့အဲ့မှာအိုးညီလေးကျေးဇူးများကြီးတင်ပါတယ်ညီလေးရဲ့ညီလေးကိုညီပေးလို့ကိုအခုလိုမျိုးပြန်ပြီးတော့ကောင်းလာတာကိုခန္ဓာကိုယ်မှာဆူးတွေအများကြီးရှိနေတာဆိုပြီးတော့ညီလေးကိုကျေးဇူးများကြီးတင်ပါတယ်နော်နောက်ခါကြလို့ရှိရင်လေညီလေးကိုကအနိုင်ကျင့်တော့ဦးနော်ညီလေးကိုညီလေးနဲ့အတူတူကစားမယ်ညီလေးကိုကဂရုစိုက်ပေးမယ်နော်မုန်းနေဆိုလို့ရှိရင်လည်းညီလေးကိုက share လုပ်ပြီးတော့ကျွေးမယ်အများကြီးကျွေးမယ်ကိုညီလေးကိုအနိုင်ကျင့်တော့ဘူးနော်ညီလေးကိုအခုဆိုလို့ရှိရင်ကျေးဇူးအများကြီးတင်တယ်နော်ညီလေးကကိုညီပေးတဲ့အတွက်ဆိုပြီးတော့ကိုကြီးအဲ့လိုမျိုးပြောလိုက်တယ်အဲ့ဒါကိုလေဒီတစ်ပင်ရကြားသွားတာနော်ခဏလေးတော့တစ်ပင်ရကြားသွားပြီးတော့အိုးကြည့်ပါဦးတော်လိုက်တာနော်အခုလိုမျိုးမြင်မြန်ရသွားတယ်ညီလေးကိုလည်းပြန်ပြီးဂရုစိုက်ပေးမယ်လို့ပြောတဲ့အတွက်တစ်ပင်ရလေးဒီလားအဲ့ညီကိုညာကိုဘာတွေပေးလိုက်လဲသိလားရွှေပန်းသီးတွေအများကြီးပေးလိုက်တယ်နော်တပင်ရလေရွှေပန်းသီးတွေအများကြီးပေးလိုက်တယ်နော်ဒီမှာညီကိုညာကိုဘာလို့လဲဆိုတော့ကိုကလည်းညီလေးကိုယူဆိုင်ပေးမယ်လို့ပြောတယ်နောက်ခါဆိုလို့ရှိရင်အနိုင်မကျင်တော့ဘူးညီလေးနဲ့အတူတူကစားမယ်ညီလေးကိုယူဆိုင်ပေးမယ်နော်မုံနေဆိုလို့ရှိရင်ညီလေးကို share လုပ်ပြီးတော့ကျွေးမယ်ဆိုပြောလိုက်လို့တပင်ရအဲ့တော့ကြားသွားပြီးလဲပြီးတော့တပင်မှာရှိတဲ့ရွှေပန်းသီးအကောင်လုံးကိုနော်ညီကိုညာကိုပေးလိုက်တယ်နော်ဟုတ်ပြီကဲအဲ့ဒါနဲ့เนาะဗာဒီလေးတို့ညီကိုညောက်ကိုလည်းဖေဖေကအဲ့လိုမျိုးပြောပြတယ်အဲ့လိုမျိုးလည်းပြောပြပြီးတော့တို့ညီကိုညောက်လည်းအချင်းချင်းချစ်ချစ်ခင်ခင်နဲ့နေရမယ်ဗာဒီလေးကလည်းညီလေးဖေဖေကိုအနိုင်ကျင့်ရမှာလားအနိုင်မကျင့်ရဘူးเนาะအခုဖေဖေပြောပြတဲ့ပုံမြင်လေးထဲမှာလို့ပဲเนาะနောက်နေ့တည်းချစ်ချစ်ခင်ခင်နေရမယ်အဲ့လိုမျိုးဆိုလို့ရှိရင်လေဘယ်လိုမျိုးအနေရအတားကြီးတွေပဲလားဒါတို့ကကြော်ဖြတ်နိုင်မှာပဲဆိုပြီးတော့ပြောတယ်เนาะပြီးတော့ဒါတို့အကူညီလိုတယ်ဆိုလို့ရှိရင်လေအများဆုံးကူညီပေးမဲ့သူကမိသားစုတွေပဲဖြစ်တယ်တသားညီကိုမောင်နှမတွေပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့တသားကကိုညီလေးတွေကိုရဲ့ညီမလေးတွေဆိုလို့ရှိရင်အတိုင်းမကျင့်ရဘူးเนาะအမြဲတမ်းချစ်ချစ်ခင်ခင်နေရမယ်ယူဆိုင်ပေးရမယ်ဆိုပြီးတော့ဖေကအဲ့လိုပြောပြတော့လေဗန်နီလေးကအမြင်မှန်ရတော့ပြီလေပြီးရောဟုတ်ကဲ့ပါဖေတသားနောက်ခါကြလို့ရှိရင်လေညီလေးကိုအနိုင်မကျင့်တော့ဘူးဆိုပြီးပြောပြလိုက်တယ်အဲ့ဒါလည်းကြောဗန်နီလေးကလေနောက်ဘယ်တော့မှညီလေးကိုအနိုင်မကျင့်တော့ဘဲနဲ့ညီလေးကိုယူဆိုင်ပေးတယ်မုံနေကစားကြရဆိုလို့ရှိရင် share လုပ်ပြီးတော့ပေးတယ်နော်အဲ့ဆိုလို့ရှိရင်နော် Miss K တွေပြပြတဲ့ပုံမီလေးကတော့ဒီလောက်ပါပဲရှင်တသားလေးတို့မီမီလေးတို့လည်းခု Miss K တွေပြပြတဲ့ပုံမီလေးကိုနားထောင်ပြီးတော့အိမ်မှာကိုထက်ငယ်တဲ့ညီလေးတွေညီမလေးတွေဆိုလို့ရှိရင်အနိုင်ကျင့်ရမှာလား
အနိုင်မကျင့်ရဘူးနော်အနိုင်မကျင့်ရဘူးဘာလို့ရမလဲဆိုတော့ဂရုစိုက်ပေးရမယ်ထိခိုက်အန္တရာယ်မဖြစ်အောင်နော်သားတို့ကဂရုစိုက်ပေးရမယ်ပြီးတော့ကစားကြလေးတွေမုတ်လေးတွေဆိုလို့ရှင်လည်းသားတို့မမီတို့ကကိုထက်ငယ်တဲ့ညီလေးတွေညီမလေးတွေကို share လုပ်ပြီးတော့ကျွေးရမယ်နော်မုတ်နေနှစ်ခုရှိရဆိုလို့ရှိရင်ညီလေးနဲ့ညီလေးနဲ့ညီမလေးပဲဖြစ်လို့ရှိရင်တတစ်ခုလေးဝေမျှပြီးတော့စားရမယ်နော်တစ်ခုတည်းပဲရှိရဆိုလို့ရှိရင်တသားတို့မမီတို့ကကိုထက်ငယ်တဲ့ညီလေးညီမလေးတို့ပဲကျွေးရမယ်နော်တသားတို့ကလူကြီးတွေအကြီးတွေဖြစ်တဲ့အတွက်ညှတာပေးရမယ်နော်မစ်ကလေးပြပြတဲ့အတိုင်းတသားတို့ကလိုက်နာပြီးတော့ဆောင်ရွက်ပေးရမယ်နော်ဆိုတော့အိမ်မှာဆိုလို့ရှိရင်တသားတို့မမီတို့ညီလေးညီမလေးဆိုလို့ရှိရင်လည်း view site ပေးရမယ်မုံလေးလည်း share လုပ်ပြီးတော့ကျွေးမယ်ကစားကြလေးဆိုလို့ရှိရင်လည်းအတူတူကစားကြမယ်နော်โอเคပုံမင်းလေးရောဒီလောက်ပါပဲရှင်မင်္ဂလာရှိတော်နေလေးဖြစ်ပါစေ